fighting ပြောလိုက်ရအောင်နော်ဆရာညီမလေးအခုဆိုရင်ဒါတချင်းလေးနဲ့ကလေးလေးဖြုတ်ပြီးသွားပြီဆိုတော့စုလိုက်နေတာ MSC ကိုပါဆိုရင်ဒါတကယ်မိသားစုဝင်တော့နော်အဲ့လိုဆိုတော့ဒီအခုကျွန်တော်ချင်းမပြုလုပ်ပေးတယ် Modern Marriage Night Market နဲ့ပတ်သက်ပြီးတော့စုလိုက်အမြင်လေးနဲ့ပြီးပြစီဗျဆိုရင်ဒီနေရာအခုမှရောက်ဖို့တာပေါ့နော်အရင် wow ဖြစ်သွားတယ်တကယ် European style လေးနဲ့တကယ်ရမ်းမိုက်တယ်ပြီးတော့အဲ့မှာဆိုဟိုသူ့ရဲ့ဟို Gateway for Tomorrow အဲ့ရဲ့သူ့ရဲ့ slogan လေးလည်းအရင်သဘောကျတယ်ပေါ့နော်တကယ်အများကြီးအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်စုလိုက် Night Market ကိုပတ်ပြီးသွားပြီလားပတ်တယ်ဗျာစကြတော့ဟိုတချင်းချုံနေလို့ဆိုတော့စိတ်လို့ရှာတယ်ချင်းဆိုရင်စားလို့မရဘူးเนาะအခုမှသွားရှာတယ်ပြီးရင်အားလုံးထိုင်ရင်းစီစုလိုက်တက်ပြီးကြည့်လို့ရတယ်เนาะ Okay ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်လေးကိုပျော်ရွှင်တော်နဲ့ပါဝင်ပေးတော့လေကျေးဇူးတူပဲတင်ရှိပါတယ် Thank you စုလိုက် Okay